နေကျတတ္တဝါတွေမှန်သမျှတဏ္ဍာရှိသမျှတွေကိုအကုန်စည်းဝင်လူဦးရေတန်ပေါင်း 6000 ရှိရင် 6000 စလုံးစည်းဝင်ဗြဟ္မာဥယေဂရေချီရှိတယ်ဆိုဗြဟ္မာဥယေဂရေချီထိအောင်စည်းဝင်တယ်ပေါ့ယဟန္တာပုဂ္ဂိုလ်တွေကလွဲသွားပြီဆိုလို့ရှိရင်ဟောဒီအာသဝတွေဟာအကုန်စည်းဝင်နေတာယဟန္တာဖြစ်သွားမှသာထိုအာသဝတွေကိုပိတ်ဆို့ဖယ်ရှားနိုင်တာတဲ့ပုရုဇဉ်တတ္တဝါတွေဆိုဘယ်ပုံရောက်ရောက်ဟောဒီအာသဝရည်စည်းကြောင်းကမလွတ်ဘူးလို့ဒီလိုဆိုလို့တယ်စည်းဝင်နေတဲ့သဘာဝတရားတစ်ခုအဲ့တော့အဲ့ဒီလိုဘုန်းကြီးတို့တတိတမ္မဏမှာနှစ်ပေါင်းများစွာထုံထားတဲ့တရားစိတ်ကိုရစ်မှုသွားစေတတ်တဲ့တရားအမြဲမပြတ်အာယုန်နဲ့တွေ့တိုင်းစည်းဝင်နေတဲ့တရားဘုံအားဖြင့်ဘဝက်ထီအောင်တရားအားဖြင့်ဆိုရင်ဘယ်အဆင့်ထီအောင်ရောက်တော့ဆိုလို့ရှိရင်မက်စိတ်ရဲ့ရှေ့မှာရှိတဲ့ဂုတ္တရဘူးဆိုတဲ့ဒီသဘာဝတရားထီအောင်အာသဝနယ်ပယ်ကကတ္တထားတာရှိတယ်ပေါ့အဲ့တော့သူ့နယ်ကအလုံးကိုကျဲတယ်အလွန်ကျဲလောက်အောင်စည်းဝင်နေတဲ့သဘာဝတရားကြီးလို့ဆိုတာဒီစည်းဝင်မှုဟာသူ့ရဲ့ဆောင်ရွက်မှုပဲရစ်မှုစေတတ်တာလဲသူ့ရဲ့စွမ်းဆောင်မှုတွေပဲအဲ့ဒီစွမ်းဆောင်မှုကိုပြုလုပ်တဲ့တရားတွေစွမ်းဆောင်မှုကိုဖြစ်ပေါ်စေတတ်တဲ့တရားတွေဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေဟာဘယ်တရားတွေလဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကအာသဝတရား 4 မျိုးဆိုပြီးတော့ဟောတယ်နာမည်နဲ့ပြောမယ်ဆိုရင်ကာမသဝဘဝသဝဒိဋ္ဌာသဝအဝိဇ္ဇာသဝကာမသဝဆိုတာကာမအာသဝဒီလိုခွဲရဘဝသဝကလည်းဘဝအာသဝဒိဋ္ဌာသဝကလည်းဒိဋ္ဌိအာသဝအဝိဇ္ဇာသဝကလည်းအဝိဇ္ဇာအာသဝတရားကိုကြည့်လိုက်မယ်ဆိုရင်ကာမနဲ့ဘဝဆိုတာဒီနေရာမှာတဏှာကိုရည်ညွှန်းတာကာမနဲ့ဘဝကာမသဝနဲ့ဘဝသဝကတဏှာသုံးဖို့လောဘကိုဆိုလိုတယ်ဒိဋ္ဌာသဝဆိုတာဒိဋ္ဌိအာသဝအယူမှားမှုဒိဋ္ဌိစေတသိက်ကိုဆိုလိုတယ်အဝိဇ္ဇာသဝဆိုတာမောဟကိုဆိုလိုတယ်ဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့လောဘဒိဋ္ဌိမောဟသို့မဟုတ်တဏှာရဲ့ဒိဋ္ဌိရဲ့မောဟဟောဒီ 3 မျိုးဟာအာသဝလို့ခေါ်ပါတယ်ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာဟောဒီသဘာဝ 3 မျိုးဟာဘယ်ခေတ်ဘယ်ကာလကစပြီးတော့ပေါ်လာတယ်ဆိုတာပြောလို့မရအောင်ကြာကျင်တိုင်းကြာပြီးတော့ခန္ဓာကိုယ်ထဲမှာအနေထိုင်ပြီးတော့ထုံမွမ်းနေတဲ့သဘာဝတရားဖြစ်တယ်အဲ့ဒီသဘာဝတရားတွေဖြစ်ပေါ်လာလို့ရှိရင်လူကိုရစ်မှုစေတတ်တယ်အဲ့ဒီသဘာဝတရားတွေဟာအာယုန်နဲ့တွေ့တိုင်းမပြတ်စည်းဝင်နေတယ်ယူထွက်တတ်တယ်ဘုံဘဝအမြင့်ဆုံးဘဝဆိုတဲ့ဘုံတိုင်အောင်စည်းဝင်တတ်တယ်တရားတွေထဲမှာလည်းပဲဂုတ္တရဘူးဆိုတဲ့အဆင့်အမြင့်ဆုံးဝိပဿနာဉာဏ်ထဲမှာနောက်ဆုံးဉာဏ်လို့ပြောရတဲ့ဂုတ္တရဘူးထိအောင်သူ့ရဲ့နယ်ပယ်ကန့်တတ်မှုရှိနေသေးတယ်ဆိုတဲ့ဒီအာသဝတရားတွေရဲ့စွမ်းဆောင်ချက်တွေမြတ်စွာဘုရားကအာသဝတရား 4 မျိုးဆိုပြီးတော့ဒီလိုဟောတယ်နော်အဲ့ဒီအာသဝတရားတွေကနေပြီးတော့လွတ်အောင်ဘုန်းကြီးတို့တွေမကျင့်နိုင်သေးသမျှတန်တရားဟောဆင်းရမလွတ်နိုင်ဘူးပေါ့ဒါကြောင့်စိတ်ကလေးကဟောဒီအာသဝတရားတွေရဲ့လွှမ်းမိုးမှုအောက်နေဟောဒီအာသဝတရားတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့စိတ်ကလေးဟာခုနကပြောတဲ့ဒီအခြေအနေဇိုးတွေဖြစ်ပေါ်ပြီးတော့နေအောင်ပါပဲဒါကြောင့်မို့ဒီအာသဝတရားတွေကစိတ်ကိုလွတ်တော့အာသဝေဟိစိတ်တံဝိမုတ်စီလို့ယန္တာဖြစ်ပုံကိုဖော်ပြတဲ့စကားတစ်ခုမှာအမြဲတမ်းအာသဝေဟိစိတ်တံဝိမုတ်စီအာသဝတရားတွေကစိတ်ကိုလွတ်လိုက်တယ်တဲ့လွှမ်းမိုးမထားနိုင်တော့ဘူးမက်စိတ်နဲ့ဒီတက္ကထဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာသဘာဝတရားတွေပေါ်မှာရှုမြင်သုံးသပ်မှုအသိဉာဏ်တွေကထက်သန်လာတော့အဲ့ဒီအာသဝတရားတွေကိုတွန်းထုတ်လိုက်သည့်အတွက်ကြောင့်အာသဝတရားတွေဟာစိတ်ကိုခါတိုင်းလို့ချုပ်ကင်မထားဘဲနဲ့လွတ်ပြစ်လိုက်ရတယ်လို့ဆိုတာယန္တာဖြစ်သွားတာအဲ့ဒီအဓိပ္ပာယ်ပဲအာသဝတရားတွေကစိတ်ကိုဆွန့်လွတ်လိုက်ရတယ်သို့မဟုတ်စိတ်ကလေးဟာအာသဝ